ချန်ပီယံလိဂ်ဘီရင်ကြီးကအကြံဖန်မလုပ်ပဲအမှန်ကန်ဖြုတ်ပြလိုက်တဲ့မော်ဝင်စမ်းပြတဲ့တော်ဝင်ကန်းသားများမော်ဝင်စမ်းပြတဲ့တော်ဝင်ကန်းသားတွေကတော့မော်တင်ကန်းသားမှာစော်တင်လက်သလားမဲ့ခြေစွမ်းမျိုးနဲ့ချန်ပီယံလိဂ်ဘီရင်ကြီးကအကြံဖန်မလုပ်ပဲအမှန်ကန်ဖြုတ်ပြခဲ့ပြီဖြစ်ပါတယ်ချန်ပီယံလိဂ်ဖလားကြီးယူမှာမို့ပရီးမီးယားလိဂ်မှာတမင်ခြေချော်ပြနေတဲ့မော်ဝင်စမ်းပြတဲ့တော်ဝင်ကန်းသားတို့ဟာအပြောမဟုတ်အလုံးနဲ့တက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်2006ခုနှစ်တုန်းက Honorary Bear တို့တတိုင်းနဲ့ဘာနေဗျူတီသွားပြီးတော့တော်ဝင်မက်ထရစ်ကို1-0နဲ့ရန်တီးထားတဲ့ဂန်နာတို့ဟာအခုလည်းဒီကလာရိုက်ရဲ့တေသက်လာပလုံးနဲ့ free kick ကိုနဲ့အတူအမ်မရိတ်မှာပြုံးပြုံးလေးနဲ့3ဂိုးသွင်းပြီး semi final ရောက်ဖို့ကလည်း69ရာခိုင်နှုန်းလောက်ကျင်းတည်သွားခဲ့ပြီဖြစ်ပါတယ်။အာမချောင်မှုနေမြေဘူးစင်ကြီးမပေးဘူးဆိုတဲ့ဂန်နာတို့ဟာချန်ပီယံခြေစွမ်းမျိုးပြသသွားခဲ့တာဖြစ်ပြီးဒီတိုင်းဆိုရင်ချန်ပီယံလိဂ်ဖလားမှာအာဆင်နယ်ဆိုတဲ့နာမည်ကိုရေးထိုးနိုင်ဖို့ကမဖြစ်နိုင်စရာအကြောင်းတော့မရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ Real ကိုကြော်ဖြတ်နိုင်တဲ့အသင်းတိုင်း final ကိုရောက်တဲ့အစဉ်လာကလည်းရှိနေသေးတာကြောင့်ဂန်နာတို့ဒီမတ်တန်းကိုဆက်ထိန်ထားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အင်ရှင်ကန်နာတွေဟာဒီနေ့ပွဲမှာလေးလုံးကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာမယ်ရီနိုကိုထောင်ထားကစားခါမာတင်နယ်ရိုနဲ့တွဲပေးထားပါတယ်။ကွင်းလယ်မှာတော့ Orican, Declan နဲ့ပါတီတို့ပွဲထွက်လာပြီးနောက်တန်းမှာတင်းမာဆာလီဝါကီဝီယောနဲ့ Luis Kelly တို့ခင်းကျင်းသွားခဲ့ပါတယ်။ရီယယ်ဘက်ကတော့လေးလေးနဲ့ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာအမ်ဘာဘီနဲ့ဗီနီစီယက်ကိုထောင်ထားကကွင်းလယ်မှာ Rodrigo, Modric, Camavinga နဲ့ Bellingham တို့ကိုခင်းကျင်းခဲ့ပါတယ်။ဂိုးသမားကတော့ Courtois ပဲပွဲထွက်လာပြီးနောက်တန်းမှာ Bevari, Asensio, Rudiger, Alaba တို့ကိုပွဲထုတ်ခဲ့ပါတယ်။ပွဲစားတဲ့စွာနဲ့တင်းစလုံးဟာထားမထားမဲ့အပြန်လည်ဖွင့်တိုက်ဖို့ကြိုးစားလာခဲ့ကြပြီးပွဲချိန်10မိနစ်ပြည့်ပါတယ်အေရီယာထိပ်ကနေအမ်ဘာဘီရဲ့ကန်ချက်တော်လေးကောင်းခဲ့ပြီးဒေးဗစ်ရာကရှင်းထုတ်သွားနိုင်ခဲ့ပါတယ်ပွဲချိန်9မိနစ်မှာလည်းဆာကာရဲ့ဖျက်ကျိုးပေးမှုကိုရီယယ်နောက်တန်းကရှင်းထုတ်ပုံမတည်သက်ရာကနေကန်ကောင်းလို့ OG ကိုမပေးခဲ့ရတာဖြစ်ပါတယ်။အဲနောက်အာဆင်နယ်ဘက်ကပဲဘောလုံးပိုင်ဆိုင်မှုတာကြီးရယူပြီးဖိအားပေးကစားထားနိုင်ခဲ့တယ်လို့ရီယက်ကလည်းတံမြန်တိုင်းစစ်တင်နေပဲအာဆင်နယ်ကန်စစ်ကြောင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ပွဲချိန်12မိနစ်မှာတော့မာတင်နယ်လီရဲ့ဖျက်ကျိုးပေးမှုကိုရီယက်နောက်တန်းကရှင်းထုတ်ပုံမတည်သက်ရာကနေပါတီကအပြင်းပိတ်သွင်းခဲ့ပေမဲ့ကော်တူအာကာကွယ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန်မိနစ်30မှာလည်းဘယ်လင်ဟန်ရဲ့ဖျက်တင်ပေးမှုကိုအမ်ဘာဘီကဆွဲပြေးကန်သွင်းခဲ့ပေမဲ့ဒေးဗစ်ရာကပဲနေရာယူမှန်မှန်နဲ့ကာကွယ်နိုင်ခဲ့ပါတယ်။ပွဲချိန်44မိနစ်မှာတော့တင်းမာရဲ့ဖျက်တင်ပေးမှုကိုမယ်ရီနိုကအပိုင်ကောင်းတိုက်ခဲ့ရမှာကော်တူအာပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်လို့မာတင်နယ်လီရဲ့ထက်ဆင့်ပိတ်သွင်းချက်ကိုလည်းကော်တူအာပဲထပ်မံကာကွယ်သွားခဲ့ပါတယ်။ပရိုင်မှာနှစ်သိန်းစလုံးအခွင့်အရေးကိုစီရရှိခဲ့ပေမဲ့ဂိုးသမားတွေရဲ့လက်စွမ်းပြမှုတွေကြောင့်ဂိုးမရှိသေးရလက်နဲ့သာပြီးဆုံးခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့ရီယယ်တို့အထာနေတော်ခွင့်ကောင်းယူပြီးတော့အာဆင်နယ်ဘက်ကတောက်ရှော့ကိုဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ပြဿနာကအာဆင်နယ်ကပွဲကိုလွှမ်းမိုးထားနိုင်ခဲ့တယ်လို့ခွင့်အရေးတွေလည်းတောက်ရှော့ဖန်တီးနိုင်ခဲ့ပေမဲ့အဆုံးသတ်မဲ့တိုက်စစ်မှုရှိမနေခဲ့တာပါ။ပွဲချိန်58မိနစ်မှာတော့အာဆင်နယ်တို့ဥစားကိုစတင်ရရှိသွားခဲ့ပြီးဒီကလာရိုက်က free kick ကနေတဆင့်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ဒီသင်းကဟာတကယ်ကိုစင်နန်းရှိတဲ့သင်းကိုဖြစ်ပြီးချိန်တုန်းက free kick ပြင်ကြီး Roberto Carlos ကိုတော့မှအမှတ်ရမိပါသေးတယ်။ဥဆောင်ကိုပေးလိုက်ရပြီးနောက် Real ဘက်ကလည်းပြန်လည်ဖိအားပေးဖို့ကြိုးစားလာခဲ့ပေမဲ့လည်းထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတွေတော့ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ Arsenal ဘက်ကလည်းပွဲကိုပြည့်ပြည့်ဖို့ကြိုးစားလာခဲ့ပေမဲ့ Courtois ရဲ့လက်စွမ်းပြမှုတွေကြောင့်နောက်ထပ်အသွင်းဂိုးတွေတော့ထပ်မရသေးပါဘူး။ပွဲချိန်မိနစ်90မှာတော့ Arsenal တို့ဒုတိယအသွင်းကိုရဟမှန်ရရှိခဲ့ပြီးဒီကလန်ရိုက်ကပဲ free kick ကနေတဆင့်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နှစ်ဂိုးထိပေးလိုက်ရချိန်မှာတော့ပွဲကပြတ်တော့ဖြစ်သွားခဲ့ပြီး Real ဘက်ကလည်းကစားအကြဆင်လာခဲ့ပါတယ်။ပွဲချိန်88မိနစ်မှာတော့ Arsenal တို့ပွဲသိမ်းနိုင်ကိုထပ်မံရရှိခဲ့ပြီး Skelly ရဲ့ပေးပို့မှုကနေ Merino ကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ Real အနေနဲ့ဒုတိယပိုင်းမှာကစားပုံတော်လေးညံပြင်းလွန်ခဲ့ပြီး Courtois လက်စွမ်းသာမပြရင်ဒီထက်တောင်မှဂိုးပြတ်သွားနိုင်ပါတယ်။ Arsenal ကတော့ပထမအကြော့မှာတင်3ဂိုးပြတ်သွင်းထားနိုင်တာကြောင့်2008ခုနှစ်နောက်ပိုင်း semi final ကိုတက်ရောက်ဖို့တေချာသလောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။